မြင်တွေ့နေရတာတော့မင်းလာခန္ဓာကြီးရဲ့အတွင်းပိုင်းမှာဖြစ်ပါတယ်ဒါတော့ပေါ်တက်တဲ့လေကားပေါ့ဗျာဟုတ်ကဲ့ကျွန်တော်အဲ့လေကားကနေပေါ်တက်ပြီးတော့မြေရဲ့တစ်ဖက်ချမ်းမှာရှိတဲ့ကွေးချောင်းခန္ဓာကိုကြည့်ရှုမှာဖြစ်ပါတယ်ရှီအောင်လေကားလေးပေါ့ဗျာโอเคလေးခေတ်ဒီโอเคနေတော့ကွာတယ်ဗျဒါတွေကတော့နောက်မှပြုပြင်ထားတဲ့ဟာတွေလို့ထင်ပါတယ်မူလလောက်โอเคတွေကတော့တော်တော်အပြားကြီးရဗျအဲရောက်ပါပြီဗျာခန္ဓာအေးရမြေကြီးပေါ့ဗျာဗန်နူလာလို့ရင်တော့ဘာနဲ့လှမ်းပြစ်တော့မသိဘူးပေါ့ဗျာအခုတော့တော်တော်ဝေးတယ်ဗျာပြစ်ဖို့ပါဒီဘက်တော့ရရရောက်တယ်လမ်းကြောင်းနဲ့ဆက်တယ်ရောက်